BOA News မှာကြိုဆိုပါရစေ Manchester United အသင်းရဲ့နီးပြရာထူးအတွက်လက်ရှိယာယီနီးပြ Michael Carrick နဲ့ Julian Nagelsmann တို့အကြားအပြိုင်ဆိုင်ဖင်းနေတဲ့နောက်ဆုံးသတင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ဒီသတင်းတင်ဆက်မှုမှာတော့ကျွန်တော်တို့ရဲ့အသင်းကိုနက်နက်ရှိုင်းရှိုင်းနားလေတဲ့ Michael Carrick ကိုပဲအမြဲတမ်းနီးပြအဖြစ်မြင်ချင်တဲ့ပရိသတ်တွေရဲ့စန္ဒာကိုလည်းထင်ဟပ်စေမှာဖြစ်ပါတယ်။လက်ရှိမှာ Manchester United အသင်းကိုယာယီနီးပြချုပ်အဖြစ်တာဝန်ယူထားသူကတော့အသင်းရဲ့ဂန်ဒရင်ကစားသမားဟောင်း Michael Carrick ပဲဖြစ်ပါတယ်။ Carrick ဟာ Man U အသင်းမှာ12နှစ်ကြာကစားသမားဘဝကိုဖျက်ဆီးခဲ့ပြီးအသင်းရဲ့အောင်မြင်မှုများစွာမှာအထူးခန်းကဏ္ဍကနေပါဝင်ခဲ့သူပါ။ကစားသမားဘဝကနေအနားယူပြီးနောက်မှာလည်းအသင်းရဲ့နီးပြအဖွဲ့ဝင်အဖြစ်ဆက်လက်တာဝန်ယူခဲ့ပြီးအသင်းရဲ့အသွဲပိုင်းအခြေအနေတွေကိုအသေးစိတ်သိရှိနားလည်သူတဦးဖြစ်ပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီလကယာဒီကွန်အထိယာဒီနီးပြချုပ်အဖြစ်ခန့်အပ်ခံခဲ့ရတဲ့ Carrick ဟာအသင်းကိုဦးဆောင်ပြီးနောက်ပိုင်းပွဲစဉ်10ပွဲမှာ9ပွဲအထိအနိုင်ရအောင်စွမ်းဆောင်ပေးထားနိုင်ခဲ့ပါတယ်။ဒီလိုကောင်းမွန်တဲ့စွမ်းဆောင်ရည်တွေအသင်းအပေါ်ထားရှိတဲ့သစ္စာရှိမှုနဲ့အသင်းရဲ့ DNA ကိုနားလည်မှုတွေကြောင့်အသင်းပရိသတ်တွေနဲ့အသင်းကန်တွင်ကစားသမားဟောင်းတွေထက်တဲ့ Ryan Giggs, Wayne Rooney တို့က Carrick ကိုပဲအမြဲတမ်းနီးပြအဖြစ်ဆက်လက်ခန့်အပ်ဖို့တိုက်တွန်းနေကြပါတယ်။သူဟာအသင်းကိုအကောင်းဆုံးဦးဆောင်နိုင်မဲ့သူကအဦးအဖြစ်ယုံကြည်မှုအပြည့်အဝရရှိထားပါတယ်။ကဖတ်မှာလည်း Julian Nagelsmann ဟာ Man U နီးပြရာထူးအတွက်အဓိကရေပန်းစားနေသူကဦးဖြစ်ပါတယ်။ Nagelsmann ဟာအသက်ငယ်ငယ်ရွယ်ရွယ်နဲ့နီးပြလောကမှာအောင်မြင်မှုတွေရရှိခဲ့သူဖြစ်ပြီး Hoffenheim, RB Leipzig လိုထိပ်တန်းအသင်းတွေကိုကင်တွယ်ခဲ့ဖူးပါတယ်။သူဟာခေတ်မီတဲ့နီးစနစ်တွေပြင်းထန်တဲ့ဖိအားပေးကစားဟန်တွေနဲ့နာမည်ကြီးသူဖြစ်ပြီးလက်ရှိမှာဂျာမနီလက်ရွေးစံအသင်းကိုကင်တွယ်နေသူလည်းဖြစ်ပါတယ်။ Manchester United အသင်းဟာ Nagelsmann ကိုတရားဝင်ကမ်းလှမ်းမှုတွေပြုလုပ်ဖို့ပြင်ဆင်နေတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။ Manchester United အသင်းဟာလာမယ့်2026ကမ္ဘာဖလားပြိုင်ပွဲမတိုင်ခင်အမြဲတမ်းနီးပြသစ်တူကိုခန့်အပ်ဖို့ရည်ရွယ်ထားပါတယ်။ဒီလိုအရေးကြီးတဲ့ဆုံးဖြတ်ချက်မှာအသင်းရဲ့အနာဂတ်အတွက်အကောင်းဆုံးရွေးချယ်မှုကိုလုပ်ရမှာဖြစ်ပါတယ်။အသင်းရဲ့အစဉ်အလာနဲ့ယဉ်ကျေးမှုကိုနားလည်ပြီးလက်ရှိမှာလည်းအသင်းကိုကောင်းမွန်စွာဦးဆောင်နေတဲ့ Michael Carrick ကိုပဲအမြဲတမ်းနီးပြအဖြစ်မြင်ချင်တဲ့ပရိသတ်တွေရဲ့စန္ဒကတော့အားကောင်းနေပါတယ်။ BOA News ကိုကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ထပ်သတင်းအချက်အလက်တွေအတွက်ကျွန်တော်တို့ရဲ့ channel ကို like and subscribe လုပ်ထားဖို့မမေ့ပါဘူးနော်။